Hello အားလုံးပဲမင်္ဂလာနေ့နဲ့ခင်ဗျာကျွန်တော်နာမည်ကတော့ Louis ပါကျွန်တော်ယနေ့ online shop ကနေပြီးတော့အခန်းအလှရှင်ပွဲဝယ်ယူထားတဲ့ lighting လေးတွေကို unboxing လုပ်ပြသွားမှာပဲဖြစ်ပါတယ်။ဘာလေးပါမလဲဆိုတာကိုသိချင်နေဆိုရင် video လေးကိုအဆုံးထိကြည့်ဖို့ကျွန်တော်ဘက်ကနေတိုက်တွန်းချင်ပါတယ်။ကျွန်တော် parking ဖောက်ဖို့အတွက် breaker ကိုလိုက်ရှာမနေရောပဲနဲ့စိတ်မထိန်နိုင်တော့လို့ဘေးနားလေးမှာတွေ့ရတဲ့တန်မူနဲ့ပဲကျွန်တော်တန်မူမှာပါတဲ့အချုံလေးနဲ့ပဲဖောက်ပြီးဖြဲပြီးတော့ပဲကျွန်တော်မြန်မာလူကြီးပဲဖောက်လိုက်တယ်ပေါ့နော်။အိမ်ဒီမှာတာမန်သုံးနေကြပုံစံနဲ့မတူရဲ့စပွဲခင်းလေးပေါ့နော်ပထမဆုံးထွက်လာတော့နောက်တစ်ခုကတော့ sunset lamp ပေါ့နော်ကျွန်တော်အဲ့လေးလည်းသဘောကျတယ်ဒါကတော့မီးရောင်ဆောင်ရတဲ့ RGB light လေးပေါ့နော်ဒီတစ်ခုကကျတော့နေရာမှာကတ်တဲ့မိုးချိုးပုံစံ lamp ပေါ့နော်ဒီကကျတော့မီးအိမ်ထဲမှာပါတဲ့လိုအပ်တာလေးပေါ့နော်ဒီကကျတော့တော့ကျိတ်လေးပေါ့နော်cycle ကြီးပါ cycle တော့ကြီးပါချိန်လို့ရတယ်ဒီက RGB light ထဲကပဲပါတာပဲသူက6ပို့ပေါ့နော်6တိုင်လေးလို့ဒါပေမဲ့ဒီ6တိုင်တူပဲဗျဒါပေမဲ့လည်းအဆင်ပြေပါတယ်သူဈေးနဲ့သူကနေသူကတော့တန်တယ်လို့ကျွန်တော်ထင်မြင်မိပါတယ်ဒီပစ္စည်းလေးကိုသုံးရတာ budget save ဖြစ်တယ်ပေါ့နော်quality ဘိုင်းမှာအရင်ကောင်းနေတဲ့တဲမှာတော့မပါပင်မဲ့ပေါ့နော်ကျွန်တော်တို့သုံးရတာ budget လည်း save ဖြစ်တယ်အဆင်လည်းပြည့်ရဆိုတော့ကျွန်တော်ဒါလေးကိုပဲရွေးချယ်ပြီးဝယ်ပြလိုက်ပါတယ်ပေါ့တခြားအလို professional သုံးတဲ့ကင်မရာတွေရောဖုန်းတွေရောသုံးလို့ရမယ် tripod တွေ lighting တွေပေါ့နော်သူကတစ်ခုတည်းနဲ့ဈေးနဲ့ budget ကတော်တော်မြင့်နေပေါ့နော်ကျွန်တော်အနေနဲ့တော့မြင့်ပါတယ်ကျွန်တော်ရဲ့ video လေးက content creation ဘိုင်းမှာစိတ်ဝင်စားတဲ့ brother တွေအတွက်အကျိုးသုံးတရားရှိမယ်လို့မျှော်လင့်မိပါတယ်ဆိုတော့နောက်ထပ် video တွေမှာအသစ်တွေနဲ့ပြန်ပြီးတော့တွေ့ကြပါအောင်မယ်ခင်ဗျာကျွန်တော်ရဲ့ account လေးကိုလည်း like and follow လုပ်ထားပေးကြပါ